ဒီစိတ်လုံခြုံရေးကိုဖျက်ကျော်တိုင်းကျွန်တော်ကိုအဝတ်စားတွေကုန်းချုပ်ခိုင်းတယ်ဒါပေမဲ့အဲ့ဒီလိုလောက်တာတောင်ဆက်ကချက်ပေးတန်မြည်နေတော့မဲ့လုံခြုံရေးတွေကကျွန်တော်ကိုအကြမ်းဖက်သမားတယောက်လိုချက်ချင်းဝိုင်းထားလိုက်ကြတယ်ဒါပေမဲ့တာဝန်ခံကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တာနဲ့တုံရင်သွားတော့တာပဲဘာလို့လဲဆိုတော့ကျွန်တော်ကြောပြင်တစ်ခုလုံးမှာကြီးစံရတွေပြည့်နေလို့ပါသူကစစ်မြေပြင်မှာရှိခဲ့ဘူးတဲ့သူပဲဒါတွေကဘာလဲဆိုတာသူကောင်းကောင်းသိတယ်တစ်ခုချင်းစီကတနက်ထန်ရတွေကြီးပဲသူကငါတို့ဖက်တော်သားပဲဖြစ်ရမယ်ဒါမှမဟုတ်ရင်လည်းအင်မတန်အနေအများတဲ့သူပဲလို့သူတွေးမိသွားပုံရတယ်ဘိုးကြီးကအရေးပေါ်အခြေအနေဖြစ်တတ်မှတ်လိုက်ပြီးလူတိုင်းကိုလက်နက်တွေထုတ်ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲအိတ်ထဲကအနီရောင်စာအုပ်ငယ်လေးတစ်အုပ်ထုတ်ပြလိုက်တယ်ဘိုးကြီးကအဲ့ဒါကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အားလုံးကိုချက်ချင်းအလေးပြုဖို့အမိန့်ပေးတော့တာပဲလူတိုင်းရဲ့မျက်ဝန်းတွေမှာလေးစားမှုတွေပြည့်နေသွားတယ်ကျွန်တော်မျက်စိရှိကပျောက်ကွယ်သွားတဲ့အထိသူတို့ကြည့်နေကြတယ်ကျွန်တော်ထွက်သွားတော့မှပဲဘိုးကြီးကတက်ပြင်းချနိုင်တော့တယ်ဆရာအဲ့ဒီလူကအဲ့ဒီနေရာကလားသူ့ရဲ့အထောက်ထားကငါတို့ဆွေးနွေးရမယ့်အရာမဟုတ်ဘူးမှတ်ထားမင်းသူ့ကိုဘယ်ချိန်မှပဲတွေ့တွေ့အပြည့်အဝလေးစားမှုပြရမယ်တွေ့တိုင်းအလေးပြုရမယ်မယုံမသိဖြစ်တာမျိုးအစအနတောင်မရှိစေနဲ့လေစိတ်ကထွက်လာပြီးနောက်ကျွန်တော်လူလုပ်ငန်းစုစီတန်တန်မတ်မတ်သွားခဲ့တယ်ကျွန်တော်ရဲ့စစ်ဆက်ထားသူလူယူရွံကိုတွားရှာဖို့ပါလူလုပ်ငန်းစုကဒီလောက်ကြီးမားလိမ့်မယ်လို့မထင်ထားမိဘူးဒီတော့လေငါဘဝကနောင်ကြရင်အေးစစ်စစ်ဖြစ်သွားတော့မှာပေါ့ဟုတ်လားလို့တွေးမိတယ်ရင်ထဲမှာစိတ်လှုပ်ရှားမှုတွေကိုမနေထင်းရင်အတွင်းထဲကိုဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲစိန်ခံကားတစ်စီးကကျွန်တော်စီအချိန်နဲ့ပြေးဝင်လာတယ်စဉ်းစားနေဖို့အချိန်မရှိတော့တာနဲ့ဘေးကိုအမြန်ခုန်ရှောင်လိုက်ရတယ်ဟဲ့လူမင်းကဘယ်သူလဲသိချင်နေတာလားဝစ်စုံပြေးဝတ်ထားတဲ့လူတယောက်ကားပေါ်ကဆင်းလာပြီးနင်းစီပန်းတပွင့်ကိုကင်ထားတယ်သူကကျွန်တော်ကိုအထက်အောက်ကြည့်ပြီးယုံရှာတဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဒီတော့သားကဘဲကရောက်လာတာလဲသူ့ကိုဒီကနေမောင်းထုတ်လိုက်စမ်းဒီနေ့ငါယူရွံကိုဖွင့်ပြောမှာငါရဲ့အခိုက်အတန့်ကိုလာမဖြက်စီးနဲ့ဘာဖြစ်လဲငါအခုလေးတင်ရေချိုးလာတာငါပြောတာကမင်းတို့လိုတော်သားတွေဘယ်တော့မှစေးကြောလို့မရတဲ့အဲ့ဒီစင်းရဲသားနဲ့နန်စုံနေတာကိုပြောတာမင်းလိုအမိုက်မျိုးကိုငါတွေ့တိုင်းလိုက်တာရေရတာပဲမင်းလိုလူချမ်းသာသားအလိုလိုက်ခံထားရတဲ့ကောင်တွေကိုလည်းငါတွေ့တိုင်းအလဲထိုးတာပဲမင်းငါကိုတကယ်ရိုက်လိုက်တာလားငါအဖေကအရှိပိုင်းမျိုးတော်ရဲ့အချမ်းသာဆုံးလူဆောက်တဲ့ကျိုးကွာမင်းအဖေကဘသူဖြစ်ဖြစ်ငါဂယုစိုက်ရမှာလားတွားကြစမ်းသူ့ကိုဖမ်းသူ့ခြေထောက်တွေကိုရိုက်ချိုးပစ်လိုက်သူပြောလိုက်တာနဲ့တပြိုင်နက်ဆောက်တဲ့ကျိုးရဲ့တက်တော်ဆောင်တွေကကျွန်တော်စီပြေးဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်ကတော့မတုံ့လို့ပါဘူးသူတို့အားလုံးကိုအေးအေးဆေးဆေးပဲအလဲထိုးလိုက်တယ်ညံလုံးလို့ဆောက်တဲ့ကျိုးတောင်တုတ်ပြန်ဖို့အချိန်မရလိုက်ဘူးငါအဖေကအရှိပိုင်းမျိုးတော်ရဲ့အချမ်းသာဆုံးလူမင်းငါကိုရိုက်လိုက်တာကိုသူဒီတိုင်းလွတ်ထားမှာမဟုတ်ဘူးမင်းပြန်ပေးဆက်ရစီမယ်သူနဲ့တွေ့ဖို့ငါမျှော်လင့်နေပါတယ်အဲ့ဒီတော့မင်းဖိုးကိုပါတခါတည်းခေါ်လာခဲ့ဖို့မမေ့နဲ့အောင်ကျွန်တော်လက်သီးကိုမြှောက်ပြီးဆောက်တဲ့ကျိုးစီပြေးဝင်လိုက်တယ်တော်တော့ကျွန်တော်လက်ကြည့်လိုက်တော့အဲ့ဒီမှာကျွန်တော်ရဲ့စိတ်ဆက်ထားသူလူယူယွန်ဖြစ်နေတယ်ယူယွန်ဒီလူကမင်းတို့တကားဝမှာပြဿနာရှာနေတာအဲ့ဒါနဲ့ငါပဲရှင်းပေးမလို့လုပ်နေတာမစ္စတာဆောက်ကျွန်မရှင်းရှင်းလင်းလင်းပြောပြီးထင်တယ်ကျွန်မစိတ်မဝင်စားဘူးကျေးဇူးပြုပြီးနောက်တစ်ခါထပ်မလာပါနဲ့တော့တကယ်လားဒါဆိုမင်းတို့မိသားစုအတွက်ကျွန်တော်တို့စီကယင်းနှိမ့်နှံမှုကိုမလိုချင်တော့ဘူးပေါ့လေယင်းနှိမ့်နှံမှုအကြောင်းကိုတော့ကျွန်မစဉ်းစားပါဦးမယ်ဒါပေမဲ့အခုတော့ထွက်သွားပေးပါသူပြောတာကြားတယ်မလားထွက်သွားတော့ကောင်းပြီဒါတွေကဒီတိုင်းပြီးသွားမှာမဟုတ်ဘူးနော်ခုနကဝင်ပါပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်ယူယွန်ရာတို့ရဲ့ပတ်သက်မှုနဲ့ဆိုရင်ဒါကအနည်းဆုံးလုပ်ပေးတဲ့အရာပဲလေရှင်နဲ့ကျွန်မနဲ့သိလို့လားယူယွန်ကိုကမင်းရဲ့ယောက်ျားဖြစ်လာမဲ့သူလေတွေ့ရတာဝမ်းသာပါတယ်အန်ကယ်ကျွန်တော်ကရှန့်လီရှောင်းရှန့်မှာစိတ်မပူပါနဲ့ကျွန်တော်နဲ့အန်ကယ်အဖေနဲ့ကယင်းနှီးပြီးသားပါဒီစိတ်ဆက်ကြောင်းလမ်းမှုကိုကျွန်တော်တန်ဖိုးထားပါတယ်ဘာမှမေးခွန်းထုတ်စရာမလိုပါဘူးကျွန်တော်ကယူဖုန်းနဲ့အရင်ကြီးတွေလိုလုပ်နေတာကိုမြင်ပြီးယူယွန်ကတော့ဒေါသတွေထွက်နေပြီးသူကရှန့်လီရှောင်းရှန့်ကိုပတ်စံပေးပြီးမောင်းထုတ်ဖို့ကြံထားတာဒါပေမဲ့သူ့အဖေကဒီစိတ်ဆက်မှုကိုဒီလောက်လွယ်လွယ်ကူကူလက်ခံလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးကျွန်မကမြို့တော်မှာအလှဆုံးအမျိုးသမီးဒီလိုတော်သားတယောက်ကိုတော့အသေးခံရင်ခံမယ်လုံးဝလက်မထပ်နိုင်ဘူးရှန့်လီရှောင်းရှန့်ကလူငယ်ကောင်းလေးတယောက်ပါသူကအောင်မြင်မဲ့သူဆိုတာဖေပြောနိုင်တယ်ဒါနဲ့ရှန့်လီရှောင်းရှန့်အခုမင်းဘာအလုပ်လုပ်နေလဲအခုလောလောဆယ်တော့ဘာအလုပ်မှမလုပ်သေးပါဘူးအဲ့ဒီယုံကြည်ချက်ကိုသဘောကျတာအဲ့ဒီအချိန်မှာယူယွန်ကတော့ငါအဖေကဘယ်တော့မှဒီလောက်အရှက်မရှိဖြစ်သွားတာလဲလို့တွေးနေမိတယ်လူဖုန်းကကျွန်တော်ပခုံးကိုပုတ်ပြီးတီတီငိမ့်ငိမ့်နဲ့ပြောတယ်ကောင်းပြီအဲ့ဒါဆိုရင်မင်းတို့နှစ်ယောက်ဒီညပဲအတူတူနေကြမနှက်ပြန်ကြရင်လက်ထက်စာချုပ်သွားလို့ကြတော့ရှန့်လီရှောင်းရှန့်ကြီးငါလည်းမငယ်တော့ဘူးအဲ့ဒါကိုမြန်မြန်လေးအကောင့်ထဲပို့ပေးဦးငါ့ကိုမြင်မြန်မြန်ပေးချီစမ်းပါကျွန်တော်တလုံးမှမပြောရသေးခင်မှာပဲယူယွန်ကကြားဖြတ်ပြောလိုက်တယ်အဖေသားကျမကိုဒီတောသားနဲ့အတင်းပေးစားမယ်ဆိုရင်ကျမတည်လိုက်တာကမှတာဦးမယ်တော်ဆန်းဒီစစ်ဆက်မှုကလွန်ခဲ့တဲ့အချိန်အတော်ကြာကလေးကသဘောတူထားပြီးသားမင်းလက်မထပ်ဘူးဆိုရင်နောက်ကိုငါ့ကိုအဖေလို့မခေါ်နဲ့တော့ယူယွန်ကဘာလို့ရမှန်းမသိပဲခြေစောက်နေမိတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူအကြံတစ်ခုရသွားတယ်ကောင်းပြီကျမသဘောတူတယ်ဒါပေမဲ့ရှင်တလအတွင်းမှာဒေါ်လာ1ဘီလီယံရှာပေးရမယ်တလလားအဲ့ဒါကအကြာကြီးပဲငါ2ရက်အတွင်း1ဘီလီယံရှာနိုင်တယ်သဘောတူတယ်2ရက်ရှင်1ဘီလီယံယူလာနိုင်ရင်ကျမချက်ချင်းလက်ထပ်မယ်2ရက်နေရင်ကိုမင်းကိုလာခေါ်မယ်အဲ့ဒါကိုပြောပြီးလူဖုန်းရဲ့တားမြစ်ချက်တွေကိုဂရုမစိုက်ပဲလူမိသားစုအိမ်ထဲကနေကျွန်တော်တန်းထွက်လာခဲ့တယ်ကိညီမလေးဘေးတင်ကြည့်မလားကိုတကယ်ဟောတတ်တယ်နော်လမ်းလျှောက်သွားတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကလေးတွေရဲ့မျက်လုံးကိုအမြန်အုပ်ပြီးကျွန်တော်ဘေးတင်ဆိုင်နာကနေတုတ်ချေတင်ပြေးသွားတော့တယ်တားလေးចောင်းစာကိုစူးစမ်းတင်တော့မဟုတ်ရင်ဟိုလမ်းဘေးကလူလိမ်လို့ဖြစ်သွားလိမ့်မယ်ငါစကားကိုအဲ့ဒီလောက်ကြီးမပြောလိုက်တင်ဘူး2ရက်အတွင်း1ဘီလီယံနဲ့ Elon Musk တောင်လုံနိုင်မှာမဟုတ်ဘူးကျွန်တော်တက်ပြင်းအရှိကြီးချလိုက်မိတယ်ဒါပေမဲ့ရုတ်တရက်ကျွန်တော်တခုတတိယသွားတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်မျိုးတော်ကနေထွက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့လုပ်ငန်းအားလုံးကိုစီမံခန့်ခွဲဖို့လူတစ်ယောက်စီအပ်ခဲ့ဘူးတယ်သူဒါတွေကိုဘယ်လိုကိုက်တွေ့ထားလဲကျွန်တော်မသိဘူးဒါပေမဲ့အခုချိန်မှာသူ့ကိုရှာတွေ့ဖို့ကကျွန်တော်ရဲ့တခုတည်းသောမျှော်လင့်ချက်ပဲ